ဒီနေ့မှာတော့လွယ်လွယ်ကူကူအိမ်မှာမုံလာဦးအစိမ်းလေးတုပ်စားပါတယ်။ပါဝေပစ္စည်းကလည်းတိတ်မများတဲ့အတွက်ကြောင့်လွယ်လွယ်ကူကူလည်းလိုက်လုပ်စားလို့ရပါတယ်။အရင်ဆုံးချစ်ဆွဲထားတဲ့မုံလာဦးတွေကိုစိတ်ရွှေရွှေအနက်မရအောင်လို့ချလကိုင်းအနေနဲ့စားလေးနဲ့ထည့်ပြီးတော့အရေးထွက်အောင်ညစ်ပါမယ်ရှင်။ပါဝေပစ္စည်းတွေလည်းစုံပြီးဆိုတော့စားသုံးလိုက်ကြရအောင်ပစ္စည်းသက်ဆက်ထားတဲ့မုံလာဦးလေးတွေကိုထည့်ပါမယ်။ချစ်သွင်းထည့်ပါမယ်။ခရမ်းချစ်တီထည့်ပါနန္ဒပင်လည်းထည့်ပါမယ်။မြုပ်သီးစိမ့်လေးနဲ့ထည့်ပါတယ်။ပဲမို့ကိုတော့များများထည့်ပါတယ်။ရေပဲဆန်ထောင်းလေးထည့်ပါတယ်။ငပြားကြီးကိုတော့ကိုကြိုက်နဲ့တက်တလောက်ထည့်လို့ရပါတယ်ရှင်။ချင်းငံဆက်လေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကြက်မုံလေးကိုလည်းထည့်ပါတယ်။တမယာသီးကိုလည်းများများသုံးထားပါတယ်။အနက်လေးမှုရအောင်လို့စက်သွဖြူစီချက်ကိုလည်းထည့်ထားပါတယ်ရှင်။အိမ်မှာမုံလာဥတလုံးရှိတယ်ဆိုရင်တော့ဒီလိုလေးတုပ်စားကြည့်ပါနော်။သမီးလည်းအရန်မိန်ပြီးတော့စားလို့လည်းအရန်ကောင်းပါတယ်ရှင်